ရင်ညီရမှာများတာနဲ့ပဲညီမယ်ဆိုတော့2400နဲ့ညီမယ်ညီပြီးလို့ရှိရင်ခြေတို့ရဲ့အမြက်ကဘယ်လောက်ထွက်တုံဆိုလို့ရှိရင်ခြေတို့ဒီ2400နဲ့က1000ကိုနှုတ်လိုက်တယ်ဆိုရင်14000ကျန်လိုက်မယ်အဲ့ဒီ14000ကိုသူတို့က3:2နဲ့ခွဲတယ်ပဲထားပါတော့3:2ဆိုရင်ခြေတို့က3ချိုးရယ်2ချိုးရယ်ဆိုလို့ရှိရင်ခြေတို့ဒီ5ချိုးဆိုတာကိုသိရမယ်အဲ့ဆိုရင်ဒီအတရမြတ်တဲ့အမြက်ကဘယ်လောက်တောင်းဆိုရင်14000အမြောက်3/5 2/5နဲ့ခြေတို့ခွဲရမယ်ပေါ့နော်ဟုတ်ပြီကဲအဲ့ဆိုရင်14000ကိုခြေတို့က3:2နဲ့ခွဲမယ်ဆိုလို့ရှိရင်3ချိုး2ချိုးဆိုစုစုပေါင်းဒီ5ချိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့14000အစား5လို့အရင်ရိုက်မယ်အစား5အမြောက်ပဲ200အမြောက်3 equal က8000နဲ့400ဖြစ်ပြီးတော့2 equal လေးပြန်နှိပ်ပါအောင်2 equal ပဲဟုတ်ပြီနော်ဟိုဟာရုပ်9နဲ့ပြန်စားတာတွေထပ်ပြီးတော့မြောက်တာအဲ့လိုမျိုးတွေလောက်เสียမလိုပါဘူးအဲ့ဒါဆိုရင်နောက်တစ်မျိုးသွားကြည့်အောင်ထားပါတော့ခြေတို့ကအမြက်9000မြတ်တယ်ပေါ့နော်အမြက်9000မြတ်တယ်9000မြတ်တာကိုခြေတို့ကပိုင်ရှင်3ယောက်ရှိတယ် A B C 2:2 1ဆိုဘယ်နှရှိုးဖြစ်မလဲ2:1ဆိုရင်ဟုတ်တယ်ငါအဲ့ဆိုဘယ်လိုခွဲမလဲ2/5 2/5 1/5ဟုတ်ပြီအဲ့ကြရင်တမိ9000အစား9000အစား9ဆိုတာနဲ့တမိဘသူအတွက်ရပြီတော့ဆို1/5စာကိုအရင်ရပါပြီ equal လေးပဲနှိပ်လိုက်တမိပြီးတော့အမြောက်2 equal ဆို2000ရလိမ့်မယ်သိလား1 equal ဆိုလို့ရှိရင်1000ပြန်ရလိမ့်မယ်အဲ့လိုမျိုးလေးဖြစ်ပါတယ်2000 1000စီခြေလို့ရပါလိမ့်မယ်နော် okay ပါရပါပြီ thank you ပါသမီး